နေမင်းကိုဝါမျိုးသူတို့ရဲ့နမိတ်စာရန်သူကိုအောင်နိုင်လိုက်ပြီလို့ထင်နေကြသလားအလင်းတန်းဒီပြန်ရပြီဆိုယုံနဲ့အားလုံးကပြီးဆုံးသွားပြီလားမဟုတ်သေးပါဘူးအမောင်သူရဲ့တကယ့်အင်အားစုကအခုမှနိုးထလာတာပါနေမင်းကြီးကိုဝါမျိုးမဲ့မမိတ်စာကတကယ်ပဲပြီးဆုံးသွားတော့မှာလားဒါမှမဟုတ်အလင်းတန်းတွေကပဲထာဝရအစိုးမွေသွားမှာလားဇလန့်ထဲမှာအတူတူလိုက်ပါကြည့်ရှုလိုက်ရအောင်ကဘာမြေရဲ့နေမင်းကြီးဟာအလင်းစွမ်းအားတွေကုံစုံပြီးနောက်ဆုံးထွက်တက်ကိုရောက်နေပါပြီကြံရှိနေတဲ့အပူချိန်နဲ့အလင်းရောင်အနှင်းငယ်ကိုထိမ့်သိမ်းဖို့အတွက်နေမင်းဗိမာန်တော်ရဲ့စစ်တရတော်တွေဟာမြေအောက်ကဘာရဲ့တစ်ခုတည်းသောမော်လင်းချက်ဖြစ်တဲ့နေမင်းသလင်းကြောက်တွေကိုအသေးတန်ရှာဖွေရိတ်သိမ်းနေကြရပါတယ်ဒါပေမဲ့အဲ့ဒီမျောလင့်ချက်ဟာခဏတာပါပဲအမောင်ထုထဲမှာခိုးအောင်နေတဲ့မျက်လုံးနီမျိုးငယ်စုတွေဟာအလင်းတန်းကိုအပြည့်အတိုင်ဖြတ်စည်းဖို့တလင်းကြောက်တဲ့ယူရီအဖွဲကိုရက်ရက်ဆက်ဆက်ခြုံကိုတိုက်ခိုက်ပါတော့တယ်သူတို့ဟာရှေးဟောင်းဆက်ရောက်ပြီးကြီးတမနီကနန့်ကြီးကိုပါနိုးထားစေခဲ့ပြီးနေမင်းမျိုးနွယ်စုရဲ့ရှင်တန်ကွင်းကိုခြေပွားအောင်မှာနင်းချေပစ်လိုက်ပါတယ်သွေးပြတ်ထိတ်လန့်နေတဲ့ကင်းတောက်ဆက်တရဲ့သတင်းစကားကဗိမာန်တော်တစ်ခုလုံးကိုတုန်လှုပ်သွားစေခဲ့တယ် The generators failed, High Archon. Sector Gamma has been overrun. The defeat is absolute. နေမဝင်ခင်တလင်းကြောက်တွေမရောက်နိုင်ရင်ကျွန်တော်တို့ရဲ့မျိုးနွယ်စုဟာကဘာမီပေါ်ကနေထာဝရပျောက်ကွယ်သွားပါလိမ့်မယ်။ဒါဟာနောက်ဆုံးတိုက်ပွဲပါပဲ By the light of this spear, we march to our destiny. Show them the strength of the High Archon. ဘီရင်ကြီးကနှစ်ပေါင်းတစ်ထောင်တည်းမှာပထမဦးဆုံးအကြိမ်ထင်နေမင်းပရိုတိုကောကိုအသက်သွင်းလိုက်ပါတယ်။အပြာရောင်စွမ်းအားလက်နက်နဲ့နေမင်းအဆောင်တပ်ဖွဲ့တွေဟာအလင်းတန်းကိုကာကွယ်ဖို့စစ်မြေပြင်စီကိုချီတက်လာကြပါပြီ။အပြာရောင်စွမ်းအားပင်းနဲ့အလင်းတန်းတွေကကန်တာရီကောင်းကင်ယံကိုပြန်လဲစိုးမွေလိုက်သလို For the Solar Empire. Attack the beast. ရန်သူတော်ကြီးကနတ်နတ်ကြီးကိုလည်း6ကန်းဖားထဲမှာပိတ်ဆိုးနိုင်ခဲ့ပါတယ်။သူ့ရဲ့အမောင်မျက်လုံးတွေကိုပြတ်မဲ့ထားဆုံးဆိုတဲ့အမိန့်တော်အတိုင်းစစ်သည်တွေဟာသူတို့ရဲ့စွမ်းအားအလုံးကိုစုစည်းပြီးအဆုံးဖြတ်တိုက်ကွက်ကိုဆင်နွှဲပါတော့တယ်။နောက်ဆုံးမှာတော့ဘီရင်ကြီးရဲ့အရွန်ဦးလန်တော်ဟာကနန်ကြီးရဲ့အမောင်တို့အမျိုးတော်ကိုဖောက်ထုတ်ပစ်နိုင်ခဲ့ပါတယ်။အမောင်တို့တွေပျောက်ဆုံးပြီးတန့်ရှင်းတဲ့တလင်းကြောက်တွေဗိမာန်တော်ကိုပြန်ရောက်ချင်းမှာထာဝရမီးဖိုးကြီးကပြန်လဲနိုးထပြီးကဘာမြေကိုရွှေရောင်အလင်းတန်းတွေနဲ့ပြန်လဲလွမ်းမိုးထွားစေခဲ့ပါတယ်။ပြီးတော့အောင်ပွဲရနောက်မှာအမောင်တို့ကအရစ်လိုကပ်ပါလာမယ်ဘယ်သူမှတတိမထားမိကြပါဘူး။ရှုံးနေထွားရသူတွေကအမောင်ဆုံး6နဲ့ကြီးတွေထဲမှာကလတ်ချဲကြီးဖို့အတွက်အင်အားစုဆောင်းနေကြတာပါ။နေမင်းမျိုးနွယ်စုရဲ့အောင်ပွဲဟာခဏတာပဲဖြစ်ပါလိမ့်မယ်။နောက်တစ်ခေါက်နိုးထလာမယ့်အမောင်တို့ကတော့တကဘာလုံးကိုထာဝရဝါမျိုးပြီးဖို့အစဉ်သင့်နေပါလိမ့်။စစ်ပွဲကအခုမှစတာပါ။